ဒီနေ့တော့မြမရိုးရမဲဇလီဘူးတုတ်စားပါမယ်အခုမြင်နေရတာတော့ဒါမဲဇလီပဲမော်မှာမဲဇလီဘူးလေးတွေပါအဲ့လိုမဲဇလီဘူးခူးရင်ပြားအောင်နဲ့တိုးနေပါတယ်နော်ဒါတော့မဲဇလီပဲပေါ့ဗျာနော်မဲဇလီပဲမော်မှာမဲဇလီဘူးတွေကိုဒါနဲ့ခုတ်မယ်ခုတ်လို့ရတဲ့ချိုင်းချထားတဲ့အရာတွေကိုအောက်မှာတနေရာထဲမှာစုမယ်တနေရာထဲမှာစုပြီးတော့ခူးဆွတ်မယ်ပေါ့ဗျာခူးဆွတ်ပါမယ်ဒါကတော့ပထမဆုံးအကြမ်းမြင့်အနေနဲ့ခူးဆွတ်တာပါအဲ့လိုမျိုးခူးဆွတ်လို့ရရှိတဲ့ဟာတွေကိုအိမ်ကိုယူသွားမှာဖြစ်ပါတယ်အဲ့လိုမျိုးတော်ရဲကနေအကျမ်းမြင့်ရလာတဲ့မဲဇလီဘူးတွေကိုခုလိုမျိုးရွေးပါမယ်အမိုက်တွေရှင်းနေဟာတွေပေါ့ဗျာရွေးပြင်မယ်အဲ့လိုရွေးပြီးလို့ရတဲ့ဟာတွေကိုပြုတ်မယ်ပေါ့ဗျာဒါပထမဆုံးရေနဲ့ပြုတ်ပြပါတယ်မဲဇလီတွေနဲ့ဤသွားတဲ့အထိပေါ့အဲ့လိုမျိုးနဲ့ဤအောင်ပြုတ်ပြီးရင်တော့ရေလဲပြစ်ပါတယ်ရေလဲပြစ်ပြီးတညလောက်တိတ်ထားရမယ်ပေါ့ဗျာအဲ့လိုမျိုးနောက်တစ်နေ့လေရောက်ခုလိုမျိုးမဲဇလီဘယ်လိုပြောမလဲဒါဟိုပေါ့ပြုတ်ပြီးသားတွေပေါ့နော်ပြုတ်ပြီးသားတွေရမယ်ခုလိုမျိုးပြုတ်ပြီးသားတွေကိုဆက်လုံးမလဲဆိုတာဆက်ကြည့်မယ်ပေါ့နော်အဲ့လိုမျိုးရလာတဲ့ဟာတွေကိုငရုတ်စုံထဲမှာထောင်းပါမယ်ကြက်တွန်ပြူရဲ့ညဘဲဆန်ကြောထားရရဲ့အရင်ဆုံးထောင်းမယ်ပေါ့နော်အဲ့လိုထောင်းပြီးရင်တော့စောနာမဲဇလီဘူးတွေကိုထဲမှာထည့်ထောင်းပါမယ်အဲ့လိုမျိုးထဲမှာပဲငရုတ်စုံထဲမှာပဲတခါတည်းဒီစားတော့ဟင်းကြုံမုံတို့ထည့်လို့ရတယ်ပေါ့နော်ရပါပြီဒါစီလေးလောင်းပြီးရင်တော့ဒါစလို့ရပြီပေါ့ဗျာဒါကတော့မြမရိုးရမဲဇလီဘူးတောင်းဖြစ်ပါတယ်စားလို့လည်းကောင်းပါတယ်ကြက်တွန်ပြူပါတော့မှုေးတယ်ပေါ့နော်အနံလေးလည်းမှုေးတယ်